မင်္ဂလာပါHenry Mount podcast ကနေပြီးတော့ကြိုဆိုပါရစေဒါကတော့ series 3ပေါ့တတိယမြောက်ဒါ interview podcast ဖြစ်ပါတယ်ဒီနေ့အတွက်ကိုတော့ဒါအထူး invite လုပ်ထားတာကကျွန်တော်တို့ HR Navigator နဲ့ Carolyn ရဲ့ founder ဆရာညီညီနိုင်ဖြစ်ပါတယ်ဆရာမင်္ဂလာပါကျွန်တော်မိတ်ဆက်တာကတော့နည်းနည်းလေးဟိုဖြစ်နေဆိုလို့ရှိရင်အပေါ်ရန်ဆက်နေဆိုဆရာနည်းနည်းလေးဆရာအကြောင်းနဲ့ပတ်သက်ပြီးတော့မိတ်ဆက်ပေးချင်တာလေးရှိလို့ရှိရင်မျှဝေပေးပါအောင်ခင်ဗျဟုတ်ဆရာလုံလောက်ပါတယ်ဒီကနေ့ကတော့နည်းနည်းဆိုရင်ပေါ့နော်ဆိုတော့တရားလင်းကတော့လက်ရှိကျွန်တော်တို့ဒီ recruitment industry တွေကိုစောင့်ဝင်လာတဲ့ platform ကြီးတစ်ခုပါ HR Navigators ကတော့ကျွန်တော်တို့ဒီ consultancy ကိုပုံပြီး focus လုပ်တယ်လုပ်ငန်းတွေမှာပုံမကောင်းမွန်တဲ့ HR department တွေရှိလာအောင်ကျွန်တော်တို့ educate လုပ်ပေးတယ် planning တွေပြန်ပြီးလုပ်ပေးတယ် knowledge sharing တွေပြန်လုပ်ပေးတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့သွားပါတယ်ဒါတော့ကျွန်တော်တို့ domain တစ်ခုပါဟုတ်ကဲ့ပါဆရာကျွန်တော်တို့အခုဟောပါလေ podcast interview ကတော့informal ပါပဲပေါ့ပါပေါ့လေကျွန်တော်ပြီးခဲ့တဲ့တစ်ခေါက်ဒုတိယမြောက်interview မှာတော့ကိုးကာရောနဲ့တော့ပြောပြသေးတယ်ကျွန်တော်တို့နောက်ဆုံး gathering ဆုံးပြတဲ့ပုံစံမျိုးပေါ့ပါလေးအဲ့လိုလေးသွားချင်တာလို့ပြောချင်တာလေဒါပေမဲ့လည်းဒီမှာကတော့remote ဖြစ်နေတော့ cheers လုပ်ဖို့တော့မပါဘူးလေ cheers လုပ်ပါပိုစီရအမှန်ပဲဆရာအဲ့တော့ဒီမှာကတော့အဲ့လိုမျိုးပေါ့ပါလေးပါပဲဆရာရဲ့ဆရာကလည်းဒါက HR specialize နဲ့နောက်ပြောလို့ရှိရင်လူငယ်အတွက်ဆိုလို့ရှိရင်လည်းဒီဘက် career အပိုင်းနောက်ပြီး employment အပိုင်းတွေကိုဒါ supporting လုပ်ပေးနေတာဆိုတဲ့အခါကျတော့ဒီနေ့မေကွန်ကအဲ့အကြောင်းအရာလေးနဲ့ဆက်ပြီးတော့အဓိကဆရာအမြင်လေးတွေဆရာတွေ့ကြုံလေးတွေကိုမေးချင်တာပါအဲ့တော့ပထမဆုံးအနေနဲ့ကတော့ဒီ SME owner တွေအတွက်ကိုပေါ့လေကျွန်တော်လည်းဒီနောက်ပိုင်းပေါ့consultant လုပ်ဖြစ်တဲ့အပိုင်းတွေမှာနောက်ပြီးရင် SME owners တွေတွေ့ဖြစ်တဲ့အပိုင်းတွေမှာဆိုလို့ရှိရင်အရင်ထက်စားလို့ရှိရင်ပေါ့လေhuman resources ဘိုင်းကိုတော်တော်လေးhot topic နဲ့နောက်ပြောရတဲ့အခါကျတော့အခက်အခဲကြုံနေကြရတာတွေတွေ့ရတာတွေများတယ်ပေါ့လေအရင်ကျွန်တော်တို့ဘာဖြစ်တော့ဆိုတော့ကျွန်တော် finance ဆို marketing တို့ဒါတွေကိုပဲပြောကြဒါပေမဲ့အခုကျတော့မဟုတ်ဒီဘယ်လိုပြောမလဲ retention rate တွေနောက်ပြောလို့ရှိရင် HR နဲ့ပတ်သက်ပြီးတော့ဘယ်လိုညင်အောင်လုပ်မလဲလူရောက်အောင်ဘယ်လိုရှားမလဲဆိုတာမျိုးလေးဒါလေးတွေကိုပြောကြတာများတာပေါ့လေအဲ့တော့ဆရာအနေနဲ့ဒီလက်ရှိဒါ general ပေါ့လေ general အားဖြင့်ကတော့လက်ရှိဒါလုပ်ငန်းကြီးတွေတော့မဟုတ်ပေါ့ SME တွေမှာဆိုလို့ရှိရင်သူတို့ရဲ့ HR လိုအပ်ချက်အတွက်ကိုပေါ့လေလူဘလိုမျိုးရှာဖို့အတွက်လက်ရှိအခြေအနေဒီဘလိုနီးလန်းနေဒီကောင်းမွန်မယ်လို့ဆရာအနေနဲ့မြင်ပါလဲခင်ဗျပထမဆုံးတော့ကျွန်တော်တို့ဒါခုနဆရာပြောသွားတဲ့အထဲမှာလည်းပါတယ်ပေါ့ဒါကျွန်တော်တို့အရင်ကဆိုလို့ရှိရင်လုပ်ငန်းတစ်ခု SME တစ်ခုကိုကျွန်တော်တို့ဒီ consultancy သွားတဲ့အခါမှာဒီ marketing plan တို့ business plan တို့ financial plan တို့ကျွန်တော်တို့အဓိက focus လုပ်ဖြစ်တာပေါ့နော်ဒါပေမဲ့ကျွန်တော်ဘယ်တော့မှမစဉ်းစားမိတာပါလဲဆိုတော့ဒီ manpower planning ပေါ့နော်ဆိုတော့ manpower planning မှာလည်းကျွန်တော် HR မှာလည်း plan ရှိတယ်ခုနကကျွန်တော်တို့ business plan တစ်ခုကိုကျွန်တော်တို့ကစဉ်းစားပြီးပြီဆိုလို့ရှိရင်အဲ့ business plan ကို accounting format က system ချထားရဲဆိုပေမဲ့လည်းလူကတော့လူပေါ့နော်ဆိုတော့အဲ့ business plan အရာကျွန်တော်လိုအပ်တဲ့လူတွေဘယ်လောက်လိုမှာလဲဘယ်နှယောက်လိုမှာလဲဘယ်ချိန်မှာလိုမှာလဲဘယ်လိုပုံစံမျိုးနဲ့လိုမှာလဲဘယ်လောက်အရေးရှိရဲ့လူတွေကျွန်တော်လိုမှာလဲဆိုတော့ဒီ manpower planning ကျွန်တော်တို့ကလုပ်ပါတယ် business plan နဲ့အရာနောက်နေ့လုပ်မဲ့ project မှာနောက်လုပ်မဲ့ activity မှာကျွန်တော်ဘာတူတွေကိုကျွန်တော်က key resource percentage နဲ့တုံးသွားမှာလဲဆိုတော့ကျွန်တော်ကဒီ manpower planning ကိုကျွန်တော်အရင်ဆုံးသိဖို့လိုအပ်တယ်ဆိုတော့ဘယ်လိုလိုအပ်ချက်တွေကိုဖြည့်မှာလဲလို့ဆိုတဲ့မိကုန်းကိုကျွန်တော်မဖြည့်ရင်ဘာလိုအပ်ချက်တွေရှိတာလဲဆိုတော့ကျွန်တော်အရင်ဆုံးစဉ်းစားဖို့လိုအပ်တယ်ဆိုတော့ manager ဘယ်နှယောက်လိုမှာလဲ supervisor ဘယ်နှယောက်လိုမှာလဲအောက်ခြေဝင်တဲ့ဘယ်နှယောက်လိုမှာလဲဒီလုပ်မဲ့လူကဘယ်နှယောက်လိုမှာလဲဆိုတဲ့ပုံစံမျိုးနဲ့ဘယ် department တွေကိုကျွန်တော်တို့ SME လုပ်ငန်းတွေ media site လုပ်ငန်းတွေဒီ corporate အကြီးပဲတွေပေါ့နော်ဘ
ယ်လိုအပိုင်းကိုတော့ကျွန်တော် outsource ပေးမယ် third party နဲ့အလုပ်လုပ်ဒါတော့ကိုယ့်အကူပဲတပိုင်းတိုင်းလုပ်မယ်ဆိုတဲ့အားမျိုးလေးကျွန်တော်အရင်ဆုံး planning လုပ်ဖို့လိုတယ်ဆိုအဲ့လိုအပ်ချက်တွေတိအားပြီးဆိုတော့မှကျွန်တော်ကအဲ့လိုအပ်ချက်ကိုဘယ်ကနေသွားရှာမှာလဲဆိုတော့အဓိကတော့ဒီလက်ရှိအနေအထားကိုcurrent ဒီ scenario ကိုပဲကျွန်တော် focus လုပ်ပြီးတော့မှပြောမယ်ပေါ့နော်ဒီ overseas မှာသွားပြီး invest လုပ်ပြီးတဲ့မြန်မာစီးပွားရေးလုပ်ငန်းတော့လည်းကောင်းဗမာပြည်မှာရှိနေတဲ့စီးပွားရေးလုပ်ငန်းတော့လည်းကောင်းဘလို့စီးပွားရေးလုပ်ငန်းပဲဖြစ်เนาะကျွန်တော်တို့ကပထမဆုံးအဲ့လိုအချက်ကိုကျွန်တော်တို့သိပြီးပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီ internet မှာရှိနေတဲ့ data drive ကိုကျွန်တော်ကအသုံးချဖို့လိုအပ်တယ်ဒါကျွန်တော်လက်ရှိမှာလည်းတော်တော်များများလုပ်ငန်းတွေကို consultancy သွားတဲ့အခါမှာအားလုံးရဲ့အခက်အခဲကခုနဆရာပြောတဲ့ hot issue ကဒီ manage လုပ်ရတာအဆင်မပြေဘူးလူရန်ထွက်တယ်ဘာလို့တော့မသိဆိုရတာမျိုးတွေပေါ့နော်ဆိုတော့ဘလို့ပုံသဏ္ဍာန်နဲ့ချက်ပါ manage လုပ်ပါလဲပထမဆုံးတစ်ချက်ကခုနကိုဘာလို့အပ်နေတာလဲဘလောက်အရေးကြီးရှိရဲ့လိုအပ်နေလဲဆိုတော့ကျွန်တော်သိဖို့လိုတယ်အဲ့ဒီအရေးကြီးရှိရဲ့လူတွေကကိုယ့်ရဲ့ဒီ employee database စောင့်ထားရဲဆိုလို့ရှိရင်အဲ့ဒီ database ထဲမှာရှိနေပြီးသားလားရှိနေပြီးသားဆိုလို့ရှိရင်လက်ရှိအခြေအနေမှာကျွန်တော်တို့ HR point of view ကနေအကြံဉာဏ်ပေးဖြစ်တာကတော့အဲ့ရှိနေတဲ့ data ကိုတုံးချပြီးတော့မှကျွန်တော် upgrade လုပ်ဖို့လိုတယ်အပြင်ကနေတွားရှာဖို့လူတစ်ယောက်ခန့်ဖို့ဆိုတာက current market rate နဲ့ပဲတချို့လုပ်ငန်းတွေကမပေးနိုင်ဆိုတော့ဝန်ထမ်းရှားပါမှုလည်းကျွန်တော်ဖြစ်နေတယ်ဝန်ထမ်းရှိရင်လည်းကျွန်တော်ကခုန knowledge shortage တွေဖြစ်နေတယ်သူတို့မှရှိတဲ့တဲ့အရေးချင်းတွေကျွန်တော်မှရှိနေပြီဆိုတော့ကိုယ်လုပ်ငန်းနဲ့တသားနဲ့ကြာနေပြီးသားဝန်ထမ်းအဟောင်းတွေက data တွေကိုပဲကျွန်တော် focus လုပ်ပြီးတော့မှဘသူ့ရောပဲညာပို့မယ်သူ့မှာရှိတဲ့အရေးချင်းတွေတော့နည်းနည်းလေးကျွန်တော်ကတပတ်ဆက်ရ moment လို့ရှိရင်ကျွန်တော်ပြန်ပြီးတော့မှအခြား department တစ်ခုမှာ maybe supervisor level လောက် manager level လောက် assistant manager level လောက်ကျွန်တော်ဒီ sweat တင်လို့ရတယ်ဆိုတဲ့လူတွေရှိနေတယ်ပထမဆုံးကျွန်တော်အကြံပေးချင်တာတော့အဲ့ကိုမှ internet မှာရှိတဲ့ details ကိုပြန်ပြီးကျွန်တော် drive လုပ်တဲ့approach ကိုကျွန်တော်သုံးသင့်တယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ development ပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်တို့အခုတချို့စာပေတွေကျွန်တော်ပြန်လေ့လာကြည့်တဲ့အခါမှာဒုတိယ point မှာလိုက်တယ်ပထမ point ကတော့ဒါလုပ်ငန်းနဲ့သမားကြားလုပ်ငန်းရှင်နဲ့သမားကြားထဲမှာကျွန်တော်ယုံကြည်မှုပြတ်ပြားတဲ့ခါနာပေါ့ဒါတည်းတော့ကျွန်တော်မှပြောမယ်ဆိုတော့ဒုတိယ point မှာဘာရှိလဲဆိုလို့ရှိရင်သူကဝန်ထမ်းတွေကဘာကိုခံစားနေရလဲဆိုတော့သူတို့ကိုဒီလုပ်ငန်းတွေကတိုးတက်မှုအတွက်အခွင့်အလမ်းမပေးဘူးဆိုတော့ feelings တွေသူတို့မှရှိတယ်ဆိုတော့ကျွန်တော်တို့ကခုနကတစ်ဖြတ်မှာ data ကိုကျွန်တော်က drive လုပ်မယ်ဘယ်သူတွေက block လုပ်နိုင်လဲဆိုတော့ကျွန်တော်သိထားပြီးပြီဆိုလို့ရှိရင်ဒုတိယတစ်ဖြတ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီလူတွေကို development plan continuous development plan ကျွန်တော်တို့က provide လုပ်မယ်ပြီးတော့ကျွန်တော်တို့မှာကောင်းမွန်တဲ့ဒီတတိယ point ပေါ့နော်တတိယ point ပေါ်မှာရှိတယ်ဆိုလို့ရှိရင်များသောအားဖြင့်ကလုပ်ငန်းရှင်ကျွန်တော်ရှိနော်ပြီးရင်ကျွန်တော်တို့ကဒီoperation staff တွေရှိပေါ့နော်ဂျားတွေက middle roles တွေနော်ဒီ middle management ပေါ့နော် middle management roles ကကျွန်တော်တို့ဒီ corporate အကြီးတွေကျွန်တော်မပြောဘူးပြည်တွင်းစီးပွားရေးလုပ်ငန်းအသေးလေးတွေ SME လုပ်ငန်းတွေ medium size ရှိတဲ့လုပ်ငန်းတွေအားလုံးမှာအဲ့ဒီ medium roles ကပြောင်းနေတော့ဘာဖြစ်နေလဲဆိုတော့ကိုကလုပ်ငန်းရှင်ကလည်းသူ့မှာလုပ်ငန်းရဲ့ဒီတိုးတက်ကြောင့်လည်းစဉ်းစားရတယ်ငွေချင်းကိစ္စလည်းသူ့မှာစဉ်းစားရတယ်အခြားသောသူ့မှာ business တွေလည်းရှိနိုင်တယ်လုပ်ငန်းဒီချိန်တွေကလုပ်ငန်းတစ်ခုတည်းလုပ်လို့မရအောင်အများကြီးလုပ်ရတဲ့ကြောင့်လို့လုပ်ငန်းတစ်ခုတည်းသူ focus မလုပ်နိုင်တဲ့အခါမှာအဲ့ leadership မပေးနိုင်ဘူးတေချာကောင်းမွန်တဲ့ဒီ management ကိုဒီမချပေးနိုင်ဘူးမချပေးနိုင်တယ်လဲဆိုတော့အောက်ကကလေးတွေမှာလည်းပေါ့နော်ပြည့်စုံတဲ့လက်ညှိုးမှုတွေရှိနေတဲ့အခါကျတော့သူတို့မှာလောက်ရတာခက်ခဲတယ်လိုချင်တဲ့ target ကိုမရောက်ဘူးရောက်ချင်တဲ့ဒီဖြစ်ချင်တဲ့လိုချင်တဲ့ target ကိုမရောက်ဘူးပေါ့နော်အဲ့လိုမျိုးတွေဖြစ်နေတော့ဒါလုပ်ငန်းရှင်ကလည်းဘာဖြစ်လာလဲဆိုတော့ဒီကလေးတွေအလုပ်မလုပ်နိုင်ဘူးဆိုတော့ point တွေဖြစ်လာတယ်အဲ့မှာခုနကျွန်တော်ပြောတဲ့ယုံကြည်မှုတွေတက်ပြားလာတယ်လုပ်ငန်းရှင်ကလည်းသမားကို trust မရှိဘူးလုပ်နိုင်ဘူးဆိုတဲ့ point of view ကနေကြည့်တယ်သမားကလည်းလုပ်ငန်းရှင်ကိုလုပ်နေတာပဲဖြစ်မလာတဲ့ဥစ္စာမှာ better နိုင်တယ်ဆိုတဲ့ point of view နဲ့ကျွန်တော်ပြန်ပြီးကြည့်တယ်ဘာလို့ဆိုအများကြီးပဲပေါ့ကျွန်တော်ဒီလိုပြောမယ်ဆိုတော့ point တွေကျွန်တော်အဓိက focus လုပ်ပြီးတော့ကျွန်တော်ကြည့်တင်တယ်ဒါကတော့ internet ကိုပြန်ပြီးတော့မှကြည့်ရမယ့် point တွေပေါ့ဒုတိယ point ဆိုလို့ရှိရင်ခုနနောက်တစ်ဖြတ်ကျွန်တော်ဗာစဉ်းစားပြီးတော့မှပြောလို့ရမယ်ဆိုလို့ရှိရင်လက်ရှိဈေးကွက်ထဲမှာကျွန်တော်တို့ကလူသမားဈေးကွက်ထဲမှာ
ဒီအရေးချင်းပြည့်မီတဲ့ဝန်ထမ်းရှားပါမှုကျွန်တော်တို့မှာဖြစ်နေတယ်ဆိုတော့ရှိတဲ့ကလေးတွေချုပ်ကလေးတွေရှိတယ်ဒါပေမဲ့ရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဘာအရေးချင်းမှမရှိဘူးပေါ့နော်ဒါပေမဲ့တင်တော့တက်လာတဲ့အနေအထားမျိုးလေးတော့ရှိဆိုတော့ကျွန်တော်တို့ကလုပ်ငန်းခွင်တွေကခုနဝန်ထမ်းလိုအပ်ချက်တွေကိုကျွန်တော်တို့ဘယ်လိုဖြည့်ဖို့လိုအပ်လဲဆိုတော့ pre-employment training ပုံစံမျိုးပေါ့နော်လုပ်ငန်းခွင်မဝင်ခင်လုပ်ငန်းခွင်ကျွမ်းကျင်သင်တန်းမျိုးလေးတွေကျွန်တော်တို့ကကိုယ်လုပ်ငန်းနဲ့နောက်ဆုံး internship program လေးတွေကျွန်တော်တို့ဒီဖွင့်ပေးပြီးတော့မှကလေးတွေကိုကိုယ်လုပ်ငန်းနဲ့ရောက်အောင်ဆွဲသွင်းပြီးတော့မှကျွန်တော်တို့ဒီဝန်ထမ်းလိုအပ်ချက်ကိုကျွန်တော်ဖြည့်ဖို့လိုအပ်တယ်အဲ့နဲ့ချက်ပဲကျွန်တော်တို့အဓိကလုပ်ဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့ဒီတစ်ချက်ကကိုယ့်ရဲ့ internet မှာလုပ်နေတဲ့ process တွေကိုဒီ clear ဖြစ်အောင်လုပ်ပြီးတော့နောက်တစ်ခုကကျွန်တော်ဒီ learning development ကိုပဲကျွန်တော်ပိုပြီး focus လုပ်တယ်အဲ့လိုတော့ကျွန်တော်ကမြင်နေပေါ့နော်လက်ရှိမြန်မာပြည်ရဲ့ market ဟုတ်ကဲ့အရန်ကောင်းတယ်ဆရာဟိုကျွန်တော်တို့ဟိုဘယ်လိုပြောမလဲတကယ်လိုအပ်နေတဲ့key point တွေပဲပေါ့လေဆရာပြောသွားတာကိုကျွန်တော်ပြန်ပြီးတော့ catch up ပြန်လုပ်ရလို့ရှိရင်တော့ပထမဆုံးအနေနဲ့ကတော့ကျွန်တော်တို့တေချာဘောက်ကဘယ်လိုရှာမလဲဆိုတာရင်မစင်စားရင်ကိုဘာလို့တလဲဆိုတာကိုဒါလုပ်ငန်းရှင်တွေနဲ့သိနေဖို့လိုတာပေါ့နော် manpower planning တည်တည်ချာချာကျွန်တော်တို့တိဆောက်ဖို့လိုတယ်ပြီးသွားလို့ရှိရင်ကိုလက်ရှိ internal pool တွေက manpower ကိုလည်းပဲကိုယ့်ရဲ့ human resources ရဲ့ profile တွေကိုလည်းတည်တည်ချာချာသိနေဖို့လိုတယ်ပေါ့သိခြင်းအပြင်ကဒါပထမအဆုံးတစ်ချက်အနေနဲ့ကိုယ့်ရဲ့ requirements တခုလိုလာပြီဆိုလို့ရှိရင် internal recruitment ကိုဦးစားပေးပြီးတော့ဒါစဉ်းစားဖို့ဆိုတာလေးကျွန်တော်နားလည်မိလိုက်ပါတယ်ဒုတိယတစ်ချက်ကတော့ကျွန်တော်တို့ဒါ external recruitment လုပ်မယ်ဆိုတဲ့အခါမှာဆိုလို့ရှိရင်လည်းတေချာဘောက်ကကိုလိုချင်တဲ့ profile နဲ့ကွက်တီရကြမှာရမှာပေါ့လေဘာလို့ဆိုလက်ရှိ manpower ကတော်တော်လေးဒါလက်ရှိlabor market မှာဆိုလို့ရှိရင် skills labor တွေတော်တော်လေးဒါရှားပါနေတဲ့ဖြစ်နေတဲ့အခါကျတော့တေချာပေါက်ကျွန်တော်တို့ဒါဝင်လာမယ်ဆိုလို့ရှိရင်ကိုလိုချင်တဲ့ right profile ဆိုတာထက်ကိုကဒီ pre-employment training တွေနဲ့တည်တည်ချာချာလေးဒါပြင်ဆင်နိုင်ရင်တေချာပေါက်ဒီဟိုဘက်เนาะလုပ်ငန်းဝင်တဲ့အခါကျလို့ရှိရင်တော့နည်းနည်းလိုအပ်တဲ့ကွာခြားမှုတွေကိုအထိုက်လျောက်ဒါထိန်းညှိပြီးသားဖြစ်သွားလိမ့်မယ်ဆိုတဲ့ point လေးဒါကျွန်တော်ရလိုက်ပါတယ်ဆရာကျေးဇူးအများကြီးတင်တယ်ကျွန်တော်လည်းအဓိကကတော့အာအာဟိုဟာပေါ့လေပြောမယ်ဆိုလို့ရှိရင်ဟိုဒီအာလိုအပ်တဲ့နေရာတွေမှာဆိုလို့ရှိရင်လည်းတချို့တော့သူတွေကတော့ဆရာခုနပြောသွားသလိုပဲကိုပါလို့တလည်းသိရင်တချို့တော့လုပ်ငန်းခွင်တွေဒီဒါ full time permanent မှာမဟုတ်ဘူး outsource လုပ်လို့ရတယ်ကိုယ့်ရဲ့ core function မဟုတ်တဲ့အပိုင်းတွေဆိုလို့ရှိရင်ဒါ outsource လုပ်မလား outsource လုပ်တဲ့အခါမှာဆိုလို့ရှိရင်လည်းကျွန်တော်မိတ်ဆွေတယောက်ရဲ့ဟိုပါဆိုလို့ရှိရင်သူ consultant အတွေ့အကြုံလေးပြန်ပြီးတော့ကျွန်တော် sharing လုပ်ခဲ့တာဆိုလို့ရှိရင်လည်းဘာလဲဆိုတဲ့အခါကျတော့အာသူကtech company developer တွေဒီဟွာတွေကို programmer တွေဒီနောက်ပိုင်းကပြောမယ်ဆိုတော်တော်များများ IT ပညာရှင်တွေက flight လုပ်သွားတာများတာ哦အဲ့တော့ဒီမှာဒီ internal pool ကတော်တော်လေးဟိုဟာဖြစ်သွားတဲ့အခါကျတော့အာအဲ့တော်တော်ခေါင်းခြောက်တာပေါ့လေအဲ့တော့အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့သူနောက်ဆုံးပိတ်ဘာလုပ်လိုက်လဲဆိုတဲ့အခါကျသူအကြံဉာဏ်ပေးလိုက်တာကဘာလဲဆိုအိန္ဒိယကနေရှာဖို့အိန္ဒိယအိန္ဒိယကနေအိန္ဒိယကနေရှာဖို့ဆိုတော့ဒီပထမတော့ကတော့အဲ့လုပ်ငန်းရှင်ကနည်းနည်း fear ဖြစ်တာက language barrier ဘယ်လိုလုပ်မလဲပေါ့အာဒါမဲ့နောက်ဆုံးတော့လည်းဒီ translator နဲ့ bridging လုပ်ပြီးတော့သူတို့အဆင်ပြေသွားတယ်ဖြည့်ရှင်းတဲ့နေရာမှာဒီပြောမယ်ဆိုလို့ရှိရင် employment ပုံစံမှာကိုမြင်နေကြဆရာအတန်လေးကြောက်သွားအော်ဟုတ်ကဲ့ဆရာဆရာအခုကြားပါလားဆရာဆရာမရဘူးဆရာဟိုဒီ Bluetooth ဟိုနှစ်ချက်အကောက်သွားတာမသိဘူး connection ကြောင်းလား connection ကြောင့်ဖြစ်မယ်တင်ဆရာဟုတ်ကဲ့ဖြစ်မယ် connection ဟုတ်ကဲ့ဆရာကျွန်တော်အားကုန်သွားလားတစ်ချက်ပြန်ကြည့်ကြည့်တာဟွာတော့ရှိနေဟုတ်ကဲ့ခုနဟိုဟာလေးကတော့ပြောတာကလေအဲ့ဒီဆရာခုနပြောသလိုပဲပေါ့လေဒီကိုယ့်ရဲ့ requirements ကိုကြည့်တဲ့အခါကျလို့ရှိရင်ကိုလိုတဲ့ position ဒီလုံးဝ full time ကိုတမယိုးကြပေါ့ conventionally ဒါ full time permanent ပုံစံမျိုးပဲလိုတာလားဒါမှမဟုတ် outsource ရောလုပ်လို့ရသလားဒါမှမဟုတ်ဆိုရှင်လဲ remote ပေါ့လေ remote job ပုံစံမျိုးတွေလုပ်လို့ရသလားဒါမျိုးလေးတွေကိုယ့်ရဲ့ requirements ကိုတည်တည်ချာချာစဉ်းစားပြီးတော့ပြင်ဆင်မယ်ဆိုလို့ရှိရင်လဲဒီ
ဒီအရာတွေအတွက်ကိုယ့်အတွက်စဉ်းစားဖြည့်စရာ option တွေပိုများလာမယ်လို့ယူဆမိပါတယ်ဆရာဟုတ်ကျေးဇူးများတင်ပါတယ်နောက်တစ်ခုကတော့ဒီဟိုပါပေါ့လေဆရာကပြောရတဲ့နေမှာဒီ recruitment ဘိုင်းရော development ဘိုင်းရောအဓိကပါပြီဆိုတော့ maintain လုပ်တဲ့အပိုင်းပေါ့အဲ့တော့ maintain ဆရာပြောရတဲ့နေမှာလည်းပါသလိုတော်တော်များများအခုလက်ရှိSME owners တွေခေါင်းကိုက်တဲ့တဲမှာက turnover rate များတာပေါ့လေဒါက internal အကြောင်းလည်းဖြစ်နိုင်တယ်လို့ external affairs တွေအကြောင်းလည်းအများကြီးပါနိုင်တာပေါ့လေအဲ့တော့ external affairs တွေလက်ရှိဖြစ်နေတဲ့အနေအထားတွေရဒါအထူးသဖြင့်လူငယ်တွေမှာဆိုလို့ရှိရင်ပို့ပြီးတော့turnover rate လူငယ်ဝန်ထမ်းတွေမှာဆိုလို့ရှိရင်ထိမ့်မှုပိုခတ်တဲ့အရာတွေဖြစ်လာတဲ့အခါကျတော့ဒါတွေနဲ့ဆက်ပြီးတော့ဆရာအနေနဲ့ဒီ SME owners တွေကိုဒီ maintain ဝန်ထမ်းတွေကို maintain လုပ်တဲ့နေရာမှာဘယ်လိုမျိုးနီးလန်းနေတည်တင့်တော်မလဲဆရာအမြင်လေးတစ်ချက်ပြောပြပေးလို့ရနိုင်မလားခင်ဗျဟုတ်ဆရာကျွန်တော်တို့ကျွန်တော် consent ဖြစ်တာတခုပေါ့ဒီအပိုင်းမှာကျွန်တော်ဒီအလုပ်ခေါ်တဲ့အခါပေါ့နော်ဒီ remote job လို့ကျွန်တော်တို့ခေါ်လိုက်တယ်ဒါမှမဟုတ်လည်း flexible timing ပေါ့နော်အလုပ်ပုံစံမျိုးနဲ့ကျွန်တော်ခေါ်တယ်ဆိုရင် applicants တွေကပုံများလာဒီရဆိုတော့ပုံများလာကျွန်တော်တို့ပြန်ပြီးတော့မှအဲ့ပေါ်မှာ survey လုပ်တဲ့အခါပေါ့နော် survey လုပ်ကြည့်ရတယ်ဒါပေမဲ့လည်းဒါ worldwide apply survey တွေကိုကျွန်တော်တို့ဒီအပိုင်းလေးတွေမှာကျွန်တော်တို့ပြန်ဖတ်ကြည့်တဲ့အခါမှာကျွန်တော်တို့ဝန်ထမ်းတွေက behavior ပေါ့နော်လုပ်ငန်းခွင်ထဲမှာပြောင်းလာတဲ့ behaviors က 95% နဲ့ above ကဒါ flexible working place ပြီးတော့ remote job ပြီးတော့ hybrid ဖြစ်တဲ့လုပ်ငန်းတွေပုံပြီးစိတ်ဝင်စားလာတာကိုတွေ့ရတယ်နော်တွေ့ရပြီးတော့မှပြီးတော့လူငယ်တွေဆိုလို့ရှိရင်လည်း27 to 30% ပေါ့နော်30%လောက်ကကျွန်တော်တို့ဒါ Gen Z တွေကနေရာဝင်ယူလာတာကိုကျွန်တော်တို့တွေ့ပြီးတော့အဲ့ဒီအသစ်ဝင်လာတဲ့ကလေးတွေရဲ့အလုပ်တဲ့ပုံစံတွေကကျွန်တော်တို့အရင်တော့ကဒါလွန်ခဲ့တဲ့10နှစ်လောက်ကလုပ်တဲ့ပုံစံတွေလုံးဝမတူပါဘူးမတူဘူးပေါ့နော်ဘာလို့သူတို့ဒီတင်လွယ်တက်လွယ်တယ်ပြီးတော့ aggressive ဖြစ်တယ်ပြီးတော့ real life experience တွေပေါ်မှာအခြေခံပြီးတော့မှသူတို့ဒီစကားပြောရဆိုရတဲ့ decision ယူရတဲ့challenge ကိုသူတို့ယူချင်တယ်ပေါ့နော်ဆိုတော့အဲ့လို behaviors တွေနဲ့ဒီကလေးတွေကဝင်လာတော့ညံ့တယ်သူတို့ performance တွေအရင်လည်းကောင်းတယ်ညံ့လည်းမင်းတယ်အရင်တော့ကကျွန်တော်တို့6နှစ်လောက်တော့မှရ level လောက်ကလို့ decision တွေကိုဒီကလေးတွေက3 4 5နဲ့လောက်လာတဲ့အပိုင်းတွေကိုကျွန်တော်မြင်ရတာပေါ့နော်ဆိုတော့ဒါကပါလဲဆိုတော့လုပ်ငန်းခွင်ထဲမှာဝန်ထမ်းတွေရဲ့ဗမာပြည်အနေထားမှာလည်းအဲ့လိုပဲเนาะကျွန်တော်လက်ရှိလုပ်နေတဲ့အနေထားအပြင်နေမှာလည်းကျွန်တော် survey ပြန်တဲ့အခါအဲ့လိုပုံစံမျိုးနဲ့ပဲဒီ Gen Z တွေနေရာဝင်လာတဲ့နေရာဝင်ယူလာပြီးတော့မှသူတို့ရဲ့လုပ်တဲ့ပုံစံမျိုးတွေကဒါလုပ်ငန်းရှင်ကိုသူတို့ပြန်ပြီးကောက်လောက်တဲ့အပိုင်းတွေရှိဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော် share အောင်လုပ်မယ်လုပ်ငန်းခွင်ထဲမှာသူတို့ကဒီလုပ်ငန်းကြီးထဲမှာပေါဝင်ပတ်သက်ကျွန်တော် decision making level တဲ့အထိကိုပေါ့နော်လက်ရှိကျွန်တော်မှလည်းဒီလိုပဲ19 20 21ကလေးတွေကျွန်တော်ရှိဒီကလေးတွေရဲ့ behaviors ကလည်းအဲ့လိုပုံစံမျိုးတွေမှာကျွန်တော်ပါတော့ဆိုတော့ဒါကလုပ်ငန်းခွင်ထဲမှာဖြစ်ပျက်နေတဲ့ပြဿနာလေးတွေပေါ့နော်ဆိုတော့ကျွန်တော်တို့ကဖြစ်ပျက်နေတဲ့ပြဿနာမျိုးပေါ့ဒါဝန်ထမ်းတွေပြောင်းလာတဲ့ behaviors ပေါ့ဆိုတော့ဘယ်လိုကျွန်တော်တို့ကကိုင်တွယ်ဖြေရှင်းကြမလဲဆိုတော့တစ်ချက်ကခုနကျွန်တော်အရှိမလိုက်ပြောသွားတယ် lack of trust ဖြစ်နေတဲ့ကိစ္စတွေကျွန်တော်ရှိတယ်more than 60% ဒါ survey report တွေရဆိုရှင်60%အထက်ကလုပ်ငန်းရှင်တွေကမှကြားတဲ့ဒီလိုပြပြနေတဲ့ကိစ္စတွေကျွန်တော်ရှိတယ်ခုန Gen Z ဆိုလို့ရှိရင်ဒီကေလုပ်နိုင်မှာမလားဆိုတဲ့ပုံနဲ့ကျွန်တော်လုပ်ငန်းရှင်ဘက်ကလည်းကျွန်တော်ကြည့်ဖြစ်တယ်လုပ်ငန်းရှင်တွေကိုလည်းဒီကလေးတွေကဒီ barrier တိတ်မပိုက်ပါဘူးဆိုတဲ့ပုံစံဖြစ်တယ်ပေါ့နော်အဲ့လိုထားမျိုးနဲ့ဒီကလေးတွေအားလုံးကြည့်ကြတော့ဆိုတော့အဲ့ lack of trust ကျွန်တော်ရှိတယ်ပြီးတော့နောက်တစ်ခုကကျတော့ flexible workplace တွေပေါ်လာတယ် hybrid တွေပေါ်လာတယ် remote job တွေပေါ်လာတဲ့အခါကျတော့ရုံးမှာလာပြီးအလုပ်တဲ့သူတွေက heavy workload တွေပုံများလာတယ်ဒီရုံးမိုင်းဆိုင်ရာလောက်ရတဲ့အလုပ်တွေကပိုပြီးပို့လာတာကျွန်တော်လုပ်ငန်းခွင်နဲ့ရှိရပေါ့ဆိုတော့ရုံးတက်သူကပိုပြီးလောက်ရတဲ့အနေအထားမျိုးတွေဖြစ်လာတယ်ပေါ့နော်ဆိုတော့ခုန remote သွားတဲ့သူကျတော့သူ့ရဲ့ task ပြီးသွားတယ်ပေါ့နော်သူမှကျန်တဲ့ဟာတွေမရှိရုံးကတော့ကျတော့ရုံးမိုင်းဆိုင်ရာ why လုပ်လိုက်ပေါ့ behind လုပ်လိုက်ပေါ့နဲ့ဒီ minor job လေးတွေအများကြီးကျန်လို့ရှိတယ်ပေါ့ပြီးတော့ lack of touching point ကျွန်တော်ကြောက်ထိတွေ့ဆက်ဆံမှုအတွက်ကျွန်တော်က space တွေနေရာတွေအချိန်ကြီးလဲလာတာကိုကျွန်တော်ရှိတာ
ဆိုတော့ team နဲ့ပတ်သက်ပြီးတော့မှကျွန်တော်ကအရင်အလုပ်လုပ်တဲ့အလေးထားကျွန်တော်လဲလာတာပေါ့နော်ဆိုတော့အဲ့ဒါတွေကိုကျွန်တော်အဲ့ area သုံးခုကိုကျွန်တော်ဒီ focus လုပ်ပြီးတော့မှပြောင်းလဲဖို့အတွက်ဒါမှမဟုတ်ဘယ်လိုလုပ်ကြအောင်လဲဆိုတဲ့အားမျိုးတွေပေါ့နော်ခုနခုနဒီ touch point လေးတွေပေါ့နော် touch point လေးတွေနဲ့လာတဲ့လုပ်ငန်းတွေဆိုလို့ရှိရင်တစ်ပတ်တစ်ခါအပြင်မှာတွေ့တာမျိုးတွေပေါ့နော်ဘယ်လိုပုံစံမျိုးနဲ့ strategy ချပြီးတော့မှဒီပြဿနာကိုကျွန်တော်ဖြေရှင်းလဲပေါ့နော်ဆိုတော့ heavy workload ဖြစ်တဲ့ကိစ္စခုနကျွန်တော်တို့ကခုနဆရာပြောတော့မှလည်းရှိတယ်ကျွန်တော်တချို့ HR ဆိုကျွန်တော်တို့ outsource ပေးလို့ရတယ် marketing ကျွန်တော်တို့ social media marketing outsource ပေးလို့ရတယ် finance ကျွန်တော်တို့ outsource ပေးလို့ရတယ်ကျွန်တော်တို့လည်းအခြားသောIT outsource ပေးလို့ရတယ်ဒီ outsource ပေးလိုက်တဲ့လုပ်ငန်း department တွေမှာဆိုလို့ရှိရင်ကျွန်တော်ရုံးထဲမှာကြံခဲ့မှာက operation နဲ့ administration လောက်ပဲကျွန်တော်တို့ကြံခဲ့မှာ so operation နဲ့ administration မှာပဲကျန်တဲ့ workload တွေကလာပြီးပုံကြတာပေါ့နော်ဟိုဟာလေးတော့လည်းပေါ့ဒီဟာလေးတော့လည်းပေါ့ so အဲ့ workload တွေကိုကျွန်တော်တို့ကဒီ department တစ်ခုထားပြီးတော့မှဒီ operation smooth ဖြစ်အောင်ကျွန်တော်ကတဦးကြောက်တဲ့တာဝန်ပေးပြီးတော့မှကျွန်တော်တာဝန်ပေးဝင်မှာဆိုတော့department အသစ်တွေကျွန်တော်ဒီစဉ်းစားဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့ဒါတွေကိုကျွန်တော်တို့လုပ်ဖို့လိုအပ်တယ်အဲဒါကြောင့်ကျွန်တော်တို့ကခုနအရှိမှလည်းကျွန်တော်ပြောသွားတာရှိတယ် manpower planning ကျွန်တော်တေချာလုပ်ဖို့လိုအပ်တယ်ပြီးတော့အဲ့ဒီ manpower planning plus continuous development continuous improvement ဆိုတဲ့functions တွေကျွန်တော်တို့စဉ်းစားဖို့လိုအပ်တယ်ပြီးရင်ကျွန်တော်တို့ကနောက်တစ်ချက်ကပါလဲဆိုတော့အရင်ကြီးပါတယ်ဒါဆရာမီးမသိဘူးပေါ့နော်အဲ့ဒီမျိုးကိုကျွန်တော်ကြိုပြပါမယ်SME department နေမှာကျွန်တော်တို့မဖြစ်မနေလိုတာဒီအဆို control system လုပ်ငန်းငယ်လေးတွေမှာပျောက်နေတာ control system ပဲရှိပေါ့နော်ဟိုမှာမင်းတော့ဘာလို့လဲဆိုတော့ပါစက်ပြောနေပဲဘာဖြစ်မင်းတော့ဆိုရယ်ပါစက်ပြောနေပဲကျွန်တော်က control လုပ်သွားတာဒါလေးတွေကမနိုင်ပြောရင်အရန်ကို idea များပါတယ်ဘာလို့ဆိုတော့လုပ်ငန်းဝင်ထဲမှာခုန apply engagement တိစောက်တဲ့အခါမှာဝန်ထမ်းနဲ့ခုနကြားထဲမှာယဉ်ကျေးမှုတိစောက်တဲ့အခါမှာနားလည်မှုတိစောက်တဲ့အခါမှာ empathy နဲ့ကျွန်တော်အခြေခံပြီးတော့မှသွားတဲ့အခါတွေမှာဆိုလို့ရှိရင်ခုန control system ကိုကျွန်တော်ကတေချာ frame ချပြီးတော့မှအလုပ်ထားပဲနဲ့တွေ့တဲ့လူကိုကိုယ့်ရဲ့ emotion ပေါ်မှာအခြေခံပြီးတော့မှမင်းတို့ကဒီပြစ်ဒဏ်ပေးလိုက်မင်းတို့ကဒီပိုစိတ်ပျော်နေတဲ့အခါမှာတော့ကိုယ့်ရဲ့မြင်တဲ့အမြင်ကတမျိုးဖြစ်နေတာပေါ့နော်ဆိုတော့အခါကျတယောက်ကိုပြဿနာဖြစ်တာအတူချင်းမဲ့ဒါပေမဲ့ဖြေရှင်းတဲ့အခါမှာ decision making ကိုလိုက်တာကတယောက်ကိုနဲ့တယောက်ကိုများတယ်ဆိုတဲ့ဟာမျိုးလေးတွေပတ်လိုက်မှုတွေ vibe တွေအဲ့လိုအနေအထားမျိုးတွေကျွန်တော်ကြော်သွားနိုင်တယ်ဆိုတော့အဲ့ဒါတွေမဖြစ်အောင်ကျွန်တော် control system တွေကိုကျွန်တော်ဘယ်လိုမျိုးတည်ထားမလဲလုပ်ထားမလဲဆိုတဲ့ဟာမျိုးတွေပေါ့နော်ဆိုတော့ဒါလေးတွေကျွန်တော်ကမဖြစ်မနေအကောင့်ထဲပေါ်ထားဖို့ကျွန်တော်လုပ်ပါတယ်ကိုယ့်ရဲ့လုပ်ငန်းခွင်ထဲမှာပေါ့နော်ကျေးဇူးတင်ပါတယ်ဆရာကျွန်တော်ဆရာကိုနောက်ဆုံးပြောသွားတဲ့အပိုင်းနဲ့ပတ်သက်လို့ပေါ့တိုက်ကြီးတော့မေးဖို့အဲ့ဒီအပိုင်းတော့မဟုတ်ပေမဲ့ကျွန်တော်ပြီးသွားလို့ရှိရင်ဒီ HR practice နဲ့ပတ်သက်ပြီးတော့ဆရာကိုမေးချင်တာမျိုးလေးတွေတဲမှာတော့ပါပါတယ်ဆရာအခုတခါလေးဖြေသွားတော့ရန်ကောင်းတယ်တခါလေးဟိုကျွန်တော်လည်းဒီမှာဟိုထည့်ပြီးတော့ဆွေးနွေးလိုက်လို့ရတာပေါ့လေအဓိကအပြင်ကတော့ဆရာပြောသွားတဲ့အပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့လုပ်ငန်းရှင်တွေနဲ့ကျွန်တော်နားလည်မိလိုက်တာလေးပြန်ပြီးတော့ဒါပြန်တော့ recap လုပ်ကြည့်တာပါကျွန်တော်တို့အခုလက်ရှိပေါ့လေနော်တော်တော်များများလုပ်ငန်းဝင်နဲ့ဝင်လာတဲ့အခါမှာ flexible ဘယ်လောက်ထိလုပ်ပေးနိုင်တယ်လဲဆိုတာကိုပို့ပြီးတော့ willing ဖြစ်လာကြတဲ့အခါမှာကိုတချို့လုပ်ငန်းအနေထားလိုက် flexible ဒါ place time ပေါ့အချိန်ဒီ time ဒါမျိုး flexibility ကိုဘယ်လိုမျိုးတစ်ဖက်မှာလည်းပဲ discipline နဲ့တစ်ဖက်ကဒီ standardize လုပ်တဲ့တစ်ပိုင်းတစ်ဖက်မှာလည်းပဲ flexibility ကိုတိဆောက်ပေးခြင်းဒီပါရှိနိုင်တယ်လဲဆိုလို့ရှိရင်ဒီ in line ပေါ့လက်ရှိဝန်ထမ်းတွေရဲ့လိုအပ်ချက်needs နဲ့သွားပြီးတော့ဒါ in line ဖြစ်နိုင်တယ်ဒါဒီ level တစ်ဖက်မှာပါရှိနေဆိုလို့ရှိရင် HR pool ကိုထိန်းဖို့အတွက်အထောက်အပံ့တစ်ခုဖြစ်နိုင်တယ်ပေါ့ဒုတိယတစ်ခုကတော့ဒီ lack of trust ဖြစ်နေတဲ့အရာပေါ့ပြောမယ်ဆိုလို့ရှိရင်ဒီ employer နဲ့ employee ကြားထဲမှာemployer ဒီပြောမယ်ဆိုလို့ရှိရင်ဒါသူအကျိုးအတွက်ပဲသူလုပ်နေဆိုတာမျိုးမဟုတ်ဘဲနဲ့ဒါ mutual ဒါ development လုပ်ငန်းရဲ့ development လုပ်ခြင်းမှာ mutual development ဖြစ်စေတယ်ဆိုတာကိုမြင်စေဖို့အတွက်ဒီလုပ်ငန်းဝင်ထဲမှာကိုယ့်ရဲ့ဝန်ထမ်းတွေကိုလည်း continuous development လုပ်ဖို့ဒီပြီးသွားလို့ရှိရင်စူးစမ်းသလောက်ဒါသူ့အတွက်အခွင့်အလမ်းတွေရှိတယ်ဆိုတာကိုမြင်စေဖို့အတွက်ကိုလည်းတည်တည်ချာချာပြင်ထားခြင်းဒီလည်းဒါက
turn over ကိုဒါပြောမယ်ဆိုလို့ရှိရင်ဝန်ထမ်းတွေထိန်းတဲ့နေရာမှာဝန်ထမ်းတွေဒါ HR pool ကိုထိန်းတဲ့နေရာမှာအထောက်ပံ့ဖြစ်စေမယ်ဆိုတော့အရာတစ်ခုလို့ဆရာဆွေးနွေးသွားတယ်လို့ကျွန်တော်နားလည်မိပါတယ်တရားတစ်ခုကတော့ဒါလည်းတော်တော်လေးဟုတ်တယ်ဗျဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အများသောအားဖြင့်က SME တွေတော်တော်များများကြတော့ပြောမယ်ဆိုလို့ရှိရင်မူထက်လူပေါ်မူတည်ပြီးတော့လဲပတ်ကြတာများတယ်principle တွေဒီနောက်ပြောလို့ရှိရင် rules and regulation code of conduct ဒါတွေမဖြစ်ဘူးပေါ့လေအဲ့တော့လူပေါ်မူတည်ပြီးသွားတဲ့အခါမှာနှစ်ချက်ပေါ့တစ်ချက်ကတော့ပါရှိတယ်လဲဆိုလို့ရှိရင် control လုပ်ဖို့လဲ output တွေကို control လုပ်ဖို့လဲပို့ပြီးတော့ခက်ခဲနိုင်တယ်ပေါ့တစ်ဖက်မှာလည်းပဲပါရှိတယ်လဲဆိုလို့ရှိရင်ဝန်ထမ်းတွေရဲ့ဒီကအမြင်ပေါ့ဒါကတော့ဘတ်လိုက်တယ်ဘလို့ရှိတယ်ဘာလို့ဆိုလူပေါ်မူတည်ရဆိုတော့ကိုကမှန်နေတော့မှလူဆိုတာမျိုးစုံမြင်နိုင်တာကိုသေသေးချာချာဒါကဘယ်လိုပြောမလဲသူ့ကိုဆိုတော့တစ်မျိုးကိုယ်ဆိုတော့တစ်မျိုးဆိုတာမြင်နိုင်တဲ့အခါကျတော့ကိုယ်မှာသေသေးချာချာသာ rules and regulation code of conduct principles တွေသေသေးချာချာသာခိုင်မာမယ်ဆိုလို့ရှိရင်ပို့ပြီးတော့ဒီဝန်ထမ်းတွေကြားထဲမှာဖြစ်နိုင်မဲ့ဒါ human problems တွေပိုနည်းသွားမယ်ပိုနည်းသွားရင်ဒါဒီပို့ပြီးတော့ HR retention တွေကိုလည်းပို့ပြီးတော့အထောက်ပံ့ဖြစ်စေမယ်လို့ယူဆပါတယ်နောက်တစ်ချက်ကတော့ဆရာပြောသွားတာမှာအဲ့ဒီဟာလည်းတော်တော်လေးသတိထားမယ်သတိထားမယ်ဆိုစဉ်းစားပြင်ဆင်ထားမယ်အပိုင်းပေါ့ touch point တွေနည်းသွားတာ touch point တွေနည်းသွားတဲ့အခါကျတော့တစ်ဖက်မှာဒါကflexible ကြိုက်တယ်လို့ကြိုက်တဲ့နေရာမှာဒါလုံနိုင်တယ်ဆိုတဲ့အပိုင်းရှိပေမဲ့ဒါလိုမျိုးပြောမယ်ဆိုလို့ရှိရင် online ကနေပြီးတော့အလုပ်လုပ်ကြတယ် bounding လုပ်ကြတယ်ဒါတွေကတစ်ဖက်မှာလည်းဘယ်လိုပြောမလဲအလုပ်ပိုဖြစ်နိုင်တယ်ပို့ပြီးတော့ကောင်းနိုင်တယ်လို့တစ်ဖက်မှာကြာလည်းပါရှိတယ်လဲဆိုလို့ရှိရင်တရုတ်နဲ့မှတူတွေ့ပြီးတော့ကျွန်တော်တို့ကဒါဟိုခင်မင်ကြတဲ့သူတွေလိုမျိုး team work လိုမျိုးနဲ့တော့မတူဘူးဒါပို့ပြီးတော့ဟိုဖြစ်တယ်ဆိုတော့အဲ့ touch point တွေကိုဘယ်လိုပို့ပြီးတော့ဖြစ်စေအောင်လို့ကိုဖန်တီးမလဲဆိုတာလေးကိုလည်းစဉ်းစားထားဖို့လိုတာပေါ့လေဒါမှသာလျှင်လဲလူတစ်ယောက်နဲ့တစ်ယောက်ကြားမှာရှိတဲ့ပြောမယ်ဆို relationship ကပို့ပြီးတော့ကောင်းလာမယ်ကောင်းလာတဲ့အခါမှာ team work ကိုပို့ပြီးတော့တက်ရောက်မှုရှိစေနိုင်မယ်ဆိုတာလေးဆရာဆွေးနွေးသွားတယ်လို့ကျွန်တော်မှတ်ယူမိပါတယ်ခင်ဗျကျေးဇူးအများကြီးတင်ပါတယ်ဆရာဒီအခုနောက်တစ်ခုကတော့ဟိုပါပေါ့လေဒီများသောအားဖြင့်တချို့သောလုပ်ငန်းတွေမှာဆိုလို့ရှိရင်လည်းဝန်ထမ်းကိုထိန်းတဲ့အပိုင်းမှာပေါ့ဘာတွေနဲ့ထိန်းတယ်လဲဆိုလို့ရင်ဒါကတော့အခုမှမဟုတ်ဟိုးရင်တွေကထိန်းတဲ့ပုံသဏ္ဍာန်ပေါ့ဘာရှိတယ်လဲဆိုရင် bond စီထိုးခိုင်းတာမျိုးပေါ့ဒီ employment contract မှာ5 years 3 years bond စီထိုးပြီးတော့သွားတဲ့ထိန်းတဲ့ပုံသဏ္ဍာန်မျိုးပေါ့အဲ့တော့ဒီအရာနဲ့ပတ်သက်လို့ရောအဲ့ဒါလို့လုပ်ခြင်းကအမှန်ကန်တဲ့လုပ်ရလားဒါဘယ်လိုရှိတယ်လဲဆိုတာလေးဆရာအမြင်တစ်ချက်လောက်လေးပြောပြပေးလို့ရပါမှာခင်ဗျဟုတ်ဆရာကျေးဇူးပါမေကိုလေးတော့เนาะကျွန်တော်ဖြည့်ချင်ပါတယ်အဲ့လေးကိုရေးဘာလို့ဆိုတော့ဒီရဲ့ပိုင်းတွေမှာလည်းအဲ့ဒါလေးပြီးတော့တချို့ HR department ကြီးကျွန်တော်ပုံဆက်လာတာရှိတယ်ပေါ့ဆရာကလေးကမထိုးဘူးလုပ်နေတယ်ဘယ်လိုလုပ်ရမှာလဲဆိုတဲ့အားမျိုးလေးပေါ့နော်ဆိုပထမဆုံးကျွန်တော်တို့ကဒီ bond နေ contract နေပေါ့နော်အဲ့ကျွန်တော်တို့ကဒီကိုကဝင်နေဆိုလို့ရှိရင်ကိုကနားလေပို့လို့အကျဉ်းဒီ contract ဒါမှမဟုတ်ဒီ bonds ကဘာအတွက်ထိုးရတာလဲဆိုတာပဲပေါ့နော်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့မသိဘူးဆိုလို့ရှိရင်ကိုထိုးခိုင်းတဲ့ဒီ HR department မေးစေချင်ပါတယ်ပြီးမှကျွန်တော်ထိုးမှမထိုးဘူးဆိုတော့ကျွန်တော်စဉ်းစားပါပေါ့နော်ဆိုဒီနေရာမှာကျွန်တော်ထိုးတင်တယ်မထိုးတင်ဘူးဆိုတော့ဒီဒါပေမဲ့ contract ကိုအားကြောင့်ထိုးအောင်မှာလဲဘာ contract လဲဆိုတာကိုအရင်ဆုံးနားလည်အောင်ကျွန်တော်လုပ်ဖို့ပါတယ်ဆိုတော့ကျွန်တော်တို့ဒီဝန်ထမ်းနဲ့လုပ်ရှင်ကြားထဲမှာချုပ်တဲ့ contract တွေကကျွန်တော်မျိုးရှိတယ်ပထမဆုံးဒါကျွန်တော်ပမာပြီးမှာဆိုလို့ရှိရင် EC contract လို့ခေါ်တဲ့ဒီဆိုရအနေနဲ့မှချမှတ်ပေးထားတဲ့စာချုပ် contract ပေါ့လုပ်ရှင်လို့ဒီမှာချုပ်ဆိုတဲ့စာချုပ်ဒီစာချုပ်တွေကဘာပြောလဲဆိုလို့ရှိရင်သူဒီမင်းတို့နှစ်ယောက်နားလည်မှုယူပြီးတော့မှအလုပ်ကြငါဒီ framework တစ်ခုအနေနဲ့ရက်တည်ပေးနေမယ်ပေါ့နော်ဆိုတော့ဒါပေမဲ့မင်းတို့ဒီပေါင်တွေကိုတော့ကြော်လွားပြီးတော့မှလုပ်ခွင့်မပေးဘူးဆိုတဲ့ဟာမျိုးနဲ့တော့ရက်တည်ပေးရဆိုတော့ကျွန်တော်အဲ့လိုမျိုးနားလည်လိုက်ပြီဆိုရင်ဒီ contract ကပါလဲဆိုတော့အလုပ်သမားဖြစ်လာမဲ့သူရဲ့ခွင့်ရကိုလည်းကာကွယ်ပေးတယ်လို့ရှင်ရဲ့ခွင့်ရကိုလည်းသူကာကွယ်ပေးတယ်နှစ်ခုလုံးကိုသူကာကွယ်ပေးတယ်ဖြစ်တဲ့ကြောင့်မလို့အဲ့လို EC contract မျိုးဆိုကျွန်တော်တို့ဒီချုပ်တဲ့တဲ့ထဲမှာပါတယ်နော်တခုခုဆိုလို့ရှိရင်လောကမားကလည်းဒီ EC contract မရှိလို့ရှိရင်ဘာမှလည်းတိုင်းလို့မရလို့ပြောလို့လည်း
လို့ရှင်ကလည်းတူတူပဲဘာမှလည်းတူလို့မရဆိုတော့ဒီစာချုပ်ကိုရှိခြင်းအဖြစ်အကယ်၍ဒီစာချုပ်ထဲမှာပြောထားတဲ့ဘောင်တွေထဲကနေပို့ပြီးတော့မှလို့ရှင်အောင်လုပ်တယ်ဒါမို့လည်းလို့တမ live လုပ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကောင်နဲ့ကျွန်တော်ဒီစကားပြောလို့ရတယ်ပေါ့ဆိုတော့နောက်နှစ်ဖက်လုံးအတွက်အကျိုးရှိစေတဲ့ contract ဖြစ်တယ်အဲ့လို contract မျိုးတွေပေါ့နော်အဲ့လို contract မျိုးတွေကျွန်တော်တို့ချုပ်ဖို့လိုအပ်ပါလိမ့်မယ်ပြီးတော့ကျွန်တော်တို့မှာ training contract ဒါမှမဟုတ် development contract ဆိုပြီးတော့မှ contract ရှိဒါကပါလဲဆိုလို့ရှိရင်ဥပမာနိုင်ငံခြားပညာတော်တင်တို့လိုက်တယ်နော်လုပ်လိုက်တယ်ဆိုလို့ရှိရင်အဲ့လိုမျိုး contract ဆိုလို့ရှိရင်ဒါတတိထားဖို့လိုအပ်ပြီဆိုတော့ကိုကတော့တရားသွားခြင်းနဲ့ willingness တစ်ခုနဲ့အဲ့သွားခြင်းနဲ့စိတ်ဆန္ဒတစ်ခုကိုပဲကျွန်တော်ကကြည့်ပြီးတော့မှ contract ချုပ်လိုက်ဆိုရှင် contract ထဲမှာဘာ point တွေပါတယ်ဆိုတာကိုကျွန်တော်တို့တခြားရှင်းလင်းအောင်သိဖို့လိုတယ်ဒါကျွန်တော်တို့ကိုယ်တိုင်ကရေးပါတယ်တစ်ချက် contract တွေဆိုရင်ပြန်လာပြီးရင်ဆို2 နှစ်လောက်အောင်လုပ်ပြီးပြီဆိုရင်အဲ့2 နှစ်ဆိုတာဒီတိုင်းမှထိုင်ရမှာမဟုတ်ဘူးပေါ့နော်တင်လာခဲ့တဲ့ပညာရက်ကိုအနည်းဆုံးသူဘယ်နှယောက်ကိုပြန်လဲပြီးတော့မှမျှဝေပေးဖို့လိုတယ် training ဘယ်နှခါလုပ်ပေးဖို့လိုတယ်အကယ်၍ဒီ2 နှစ်မပြည့်ခင်ထွက်ခဲ့မယ်ဆိုလို့ရှိရင် management ကလက်မခံတဲ့အနေအထားမျိုးမှာဆိုလို့ရှိရင်ကျွန်တော်တို့ကတင်နန်းတော့ထားတဲ့ကုန်ကြစိတ်စလည်းဆုံးကိုအဲ့ဒီသူထွက်မဲ့နေ့ရဲ့ဒီ financial department ကသတ်မှတ်တဲ့ way amount အတိုင်းသူပေးရအောင်မယ်ဆိုတဲ့ပုံတွေပါနိုင်တယ်တော့အဲ့လိုမျိုးပေါ့မျိုးပေါ့အဲ့ဒါမှကျွန်တော်မြင်ထားတဲ့ point ဒါတွေကိုကျွန်တော်တို့ကသွားချက်တော့တစ်ခုလည်းနဲ့လက်မှတ်ခွာတာမျိုးမဟုတ်ပဲနဲ့ကျွန်တော်တို့ဒီအဲ့ဒီထဲမှာပါတဲ့ point တွေပါလို့ရှိတယ် consequences တွေပါလို့ဖြစ်တယ်ဆိုတော့စဉ်းစားပြီးတော့မှကျွန်တော်လက်မှတ်ထုတ်ဖို့ပဲပါလိမ့်မယ်အဲ့ဒါဒုတိယ contract နော်နောက်တစ် contract တစ်ခုကခုနပြောတဲ့ဒါ bond ဘက်ကိုပို့သွားတဲ့ငွေကြေးနဲ့ဆိုင်တဲ့ advance ထုတ်ပေးလိုက်တယ်ဒါမှမဟုတ်ရင်လည်းလုပ်ငန်းစီကနေချင်းငွေထုတ်တယ် loan ထုတ်တဲ့ contract ကျွန်တော်တက်ထုတ်ရတယ်advance ထုတ်တဲ့ contract ကျွန်တော်တို့တက်ထုတ်ရတယ် plus ဒီအပေးဟိုပါပေါ့နော်ကျော်စားလုပ်တဲ့ contract မျိုးပေါ့နော်တကယ်သူကလုပ်ငန်းကပစ္စည်းတစ်ခုကိုဖြောက်ပစ်တယ်ဖြည့်ဆည်းပစ်တယ်အဲ့အတွက်သူဒီပြန်လဲပြီးရအောင်ဆိုပြီးရပါမယ်ဆိုမှ Greek ခံဝင်ချက်လောက်ထားတဲ့စာချုပ်တွေလည်းကျွန်တော်တို့မှာရှိနိုင်တယ်ဆိုတော့အဲ့ဒီ contract တွေကလည်းကျွန်တော်တို့တက်ရှိတယ်ပေါ့ plus other contract တစ်ခုပါရှိတယ်ဆိုရင် performance contract ကျွန်တော်တို့မှာရှိဒီ JD ဆိုတာဘာကြောင့်ပေါ်လာလဲဆိုတော့ကျွန်တော်တို့ JD နောက်မှာလည်းဒါလောက်ခန့်လိုက်ပြီဆိုလက်မှတ်ထိုးရတယ်ဆိုတော့ JD ကိုလည်းကျွန်တော်ဘာနဲ့ပြန်သုံးလဲဆိုတော့ performance contract လို့ကျွန်တော်ပြန်သုံးဒီဟာတွေကိုမလုပ်ပေးနိုင်ဘူးဆိုလို့ရှိရင် maybe အလုပ်သမားအနေနဲ့ရက်စဲမယ်ဆိုတဲ့ point ကိုကျွန်တော်ရှင်းလိုက်ပေါ့နော် so easy contract က JD ကအလောက်ကြီးအလုပ်ထဲမှာလုပ်ရင်းနဲ့ကိုဒီလုံနိုင်ရင်ဆက်သွားလို့ရတယ်လုံနိုင်ဘူးဆိုလို့ရှိရင်လည်းနောက်ဦးနှစ်ဖက်စကားပြောပြီးတော့မှကျွန်တော်တို့ဒီအဲ့ brain ကိုကျွန်တော်ဒီဖြတ်ဆွဲလိုက်လို့ရတယ်နော်ဒါပေမဲ့ခုနကပြောတဲ့training contract လိုမျိုးပေါ့နော် development contract လိုမျိုးပြီးတော့ငွေကြေးနဲ့ဆိုင်တဲ့အပေးယူလုပ်တဲ့ဟို loan တို့ advance တို့ရောရမယ်ဆိုတဲ့ grade ခံဝင်ချက်တွေပေါ့အဲ့ဒါတွေကအလုပ်သမားမဟုတ်တော့ရင်လည်းအကျိုးဝင်နော်အဲ့ဒီကုမ္ပဏီကနေကျွန်တော်ထွက်သွားပြီဆိုရင်လည်းဥပဒေအရအားရနေပြီအကျိုးဝင်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ကဒီ contract တွေကျွန်တော်ကမထိုးခင်မှာတော့ကျွန်တော်နားလည်အောင်ဖတ်ဖို့လိုအပ်တယ်ငွေလိုချင်တာတစ်ခုတည်းနဲ့သွားချင်တာတစ်ခုတည်းနဲ့လက်မှတ်ထိုးရဟုတ်ပဲနဲ့ကျွန်တော်တို့စဉ်းစားဖို့ contract တွေအများကြီးရှိနိုင်ပေါ့နော်ကျွန်တော်တို့ကိုယ်တိုင်လည်းဝန်ထမ်းအောင်လုပ်ခိုင်းတဲ့အခါမှာကျွန်တော်တို့ခုနောက်ပိုင်းဘာထိုးလဲဆို NDA ပါထိုးတယ်non disclosure agreement ဆိုတာကျွန်တော်တို့ပို့တယ်လုပ်ငန်းထဲမှာဘာတွေလုပ်လဲဆိုတဲ့ဥစ္စာကိုကျွန်တော်ဒီယာရုအလိုက်ပေါ့နော်ဘယ်လိုယာရုမျိုးဆို6လအတွင်းသူဖတ်သွားလို့ရတယ်ဒါပေမဲ့အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့အပြင်မှာပြန်ပြောတာရှိခဲ့မယ်ဆိုရင်ကျွန်တော်ပြန်ပြီးစုလုပ်မယ်ဆိုတဲ့ကိစ္စပေါ့နော်ဘယ်လိုယာရုမျိုးဆိုရင် negative ပြောလို့မရ validity ပြောလို့မရအောင်ဆိုတဲ့အားဖြင့်ကျွန်တော်က NDA ပါထိုးတဲ့လုပ်ငန်းတွေရှိတယ်ကျွန်တော်တို့ကိုယ်တိုင်လည်း contract တွေပြင်ပေးမိပါတယ်ပြင်လည်းပြင်ပေးရပါတယ်အဲဆိုလိုအပ်လို့တချို့လုပ်ငန်းတွေမှာတကယ်လည်းလိုအပ်ပါဆိုတော့ကျွန်တော်တို့ကမထိုးခင်ဝန်ထမ်းလုပ်မဲ့တော့မထိုးခင်မှာဒါတွေကိုဖတ်ဖို့လိုအပ်တယ်အလုပ်ရခြင်းစောငွေလိုခြင်းစောနာညောင်ခီးသွားမယ်ဆိုရက်အဲ့ဇောတစ်ခုနဲ့ကျွန်တော်လက်မှတ်ထိုးတာပေါ့ပဲနဲ့ဒါတွေအကုန်လုံးနားလဲသိရှောင်သွားလို့ပို့လိုအပ်တယ်တော့အဲ့ဒါ contract မျိုးတစ်စားရှိပေါ့နော် EC contract က performance contract ကတော့ကျွန်တော်ထိုးလို့ရတယ်ပို့လို့နိုင်ရင်ဒါတွေက terminate ဒါမှမဟုတ် continuous ဖြစ်နေကျန်တဲ့ဟာတော့ကျွန်တော်ငွေကြေးကိစ္စတွေပါလာတယ်အဲ့ဒါတွေကအလုပ်သမားမဟုတ်တော့ရင်ဆက်သွားတယ်ပေါ့နော်အဲ့လိုတော့ရှိပါတယ် contract တွေကဆိုတော့ကျွန်တော်ကိုယ့်ကိုဆုံးဖြတ်အောင်ထိုးလားမထိုးလားဆိုတာ
ဟုတ်ကဲ့ဆရာဆရာအဲ့ဒီဘက်လုပ်ငန်းရှင် site ဘက်ကရောဆရာဟိုဥပမာဆိုလို့ရှိရင်ပေါ့ဆရာရဲ့ကျွန်တော်တို့အာဆရာခုနကပြောတဲ့ type ဆဲကဆို development contract လို့ပုံစံမျိုးနဲ့နည်းနည်းလေးဆက်ဆက်မယ်တင်တယ်ကျွန်တော်တို့တွေ့ရတာပေါ့လေဒါလုပ်ငန်းများသောအားဖြင့် SME ဆေးမှာတော့နည်းပါတယ်များသောအားဖြင့် corporate တွေမှာပို့ပြီးတော့တွေ့ရတာပိုတော့များတယ်ဘာလဲဆိုတဲ့အခါကျတော့အာဒီအာကျွန်တော်တို့ဥမာဆိုပါစို့ဒီလုပ်ငန်းထဲမှာမင်းဝင်လာတယ်ဆိုလို့ရှိရင်မင်းကိုဒါ develop လုပ်ပေးရမယ်ဒါက internal on job training မျိုးကအစပေါ့ဒါကတဖြည်းဖြည်းနဲ့ဒါဟိုလောက်ရမယ်ဟာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါမင်းဒီထဲဝင်ပြီဆိုလို့ရှိရင်တော့ဒါ permanent ဖြစ်ပြီဆိုလို့ရှိရင် at least minimum 3 years လောက်လုပ်ရမယ်5 years လောက်လုပ်ရမယ်ဒီဟာကိုမှဒါဖောက်ပြတ်တယ်ဆိုလို့ရှိရင်တော့တချို့ဆိုလို့ရှိရင်လည်း penalty ရှိတာပေါ့တချို့ဆိုလို့ရှိရင်လည်း something တခုပေါ့အဲ့တော့အဲ့လိုပုံစံမျိုးလေးတွေနဲ့ဘာရှိသလဲဆိုတဲ့အခါကျတော့ဝန်ထမ်းကိုထိန်းကြရမျိုးလေးရှိတာပေါ့ဒီသူသက်ဆိုင်ရာကာလဟိုဟာအတွင်းထဲမှာအဲ့လိုဟာမျိုးလေးတွေထိန်းတာမျိုးလေးရှိတာရှိတယ်ဆိုတဲ့အခါကျတော့အဲ့လိုမျိုးထိန်းခြင်းကကျွန်တော်တို့ဘယ်လိုပြောမလဲဒီလိုမျိုးအာ retention retention ကိုတကယ်အထောက်အကူဖြစ်စေသလားဒါမှမဟုတ်သူ့မှာပြောမယ်ဆိုလို့ရှိရင် negative ပေါ့လေအာဒီ backfire ပြန်ဖြစ်စေမဲ့ဟိုဟာ point စီရောဘာတွေရှိနိုင်တယ်လဲပေါ့ဆရာအတွေ့အကြုံလေးတစ်ချက်ညှောက်ပေးလို့ရနိုင်မှာမလားခင်ဗျအဲ့လိုမျိုးပေါ့နော်အဲကြောင့်မို့ကျွန်တော်တို့ကစာချုပ်နှစ်ခုကိုခွဲရတာပေါ့နော်ခုနကအလုပ်သမားအနေနဲ့ဆက်လက်ရှိနေဖို့မရှိနေဖို့ကကျွန်တော်တို့ဘာနဲ့ပဲထိတ်လဲဆိုလို့ရှိရင် EC contract ကပြီးတော့performance contract ကအဲ့နှစ်ခုနဲ့ပဲကျွန်တော်တို့ထိနေပေါ့ဘာလို့ဆိုခုနဆရာပြောတဲ့ bad fire ကိုကျွန်တော်အရင်ကြောက်ရတယ်အဲ့ဒီ bad fire ဆိုတော့နော်ဆိုတော့ကျွန်တော်တို့ဒီတောင်းပန်ဆောင်သွားတဲ့လူကြောက်ကဒီလုပ်ငန်းခွင်ထဲမှာထက်ရှိနေတယ်ဆိုလို့ရှိရင်လုပ်ငန်းခွင်အတွက်ဒီ benefit ရှိလာမှာမဟုတ်တော့ဘူးသူဒီdisadvantage ပဲကျွန်တော်တို့ပေးမှာဖြစ်ကြပါလို့သူနဲ့ကျွန်တော်ဘယ်လိုပူးပေါင်းအောင်မလဲဆိုတာကိုကျွန်တော်စဉ်းစားတယ်ပေါ့နော်အဲကြောင့်မို့ contract အမျိုးအစားကိုကျွန်တော်တွေပတ်ပြတယ် AC contract ဒီစိုက်တဲ့အချိန်တာမန်လုပ်လို့ရတယ်တစ်လကြိုပြုံးအတိုင်းပဲ performance contract ကလည်းစိုက်တဲ့အချိန်တာမန်လုပ်လို့ရတယ်တစ်လကြိုပြုံးဒီဘက်ပုံစံမျိုးနဲ့ကျွန်တော်တို့သွားလိုက်ဒါပေမဲ့အဲ့ဒါကို prevention လုပ်ဖို့အတွက်ကျွန်တော်တို့ခုနပြောတဲ့ training contract တက်ဖတ်ထုတ်လိုက်တယ်ငွေကြေး contract တက်အဲ့ဒီ contract တွေအကုန်လုံးဒီအရက်အကျိုးပုံစံမျိုးဖြစ်သွားတဲ့ကြောင့်မလို့အလုပ်သမားမဟုတ်ခဲ့ရင်တောင်မှအနောက်မှာတော့သူဒီ company မှာတော့ရှိနေတော့အနောက်မှာသူဒီအဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့မှဥပဒေရေးချင်းတော့သူဆက်ရှိတယ်ပုံစံမျိုးနဲ့ကျွန်တော်တို့စာချုပ်ပတ်တက်လိုက်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ခုနောက်ပိုင်းကျွန်တော်တို့ပို့ပြီးတော့မှအကြံပေးဖြစ်တဲ့လုပ်ငန်းတွေကိုတော့အဲ့လို contract တွေချုပ်မထားဘူးဆိုရင်တော့တစ်ခါကျရင်လုပ်ငန်းရှင်တွေကဘူးရမ်းလို့တော့ပေးမထွက်နော်ပေးမထွက်တော့မတွားနိုင်အောင်ပေါ့အဲ့ဒီဟာလည်းပြဿနာကိုရှိပါတယ်ဒါလုပ်ငန်းရှင်တွေကျွန်တော်အကြံပေးချင်တာပေါ့နော်ဘယ်လိုဖြေရှင်းမလဲဆိုတာကဒီနေ့တခုတော့ကျွန်တော် file လုပ်ပြီးမှာပေါ့နော်အဲ့လိုပြဿနာဖြစ်လာတဲ့အခါမှာဒါပေမဲ့ခုနဒီလူရှိမှဖြစ်မယ်ဆိုတော့စိတ်ကြီးနဲ့ဝန်ထမ်းတွေကို spec ထားတဲ့ဟာမျိုးတော့အရင်ကြီးလုပ်စီခြင်းကိုပြီးတော့တင်တယ်ဘာလို့ဆိုတော့ဒါတွေကကြာလာတဲ့အခါမှာလုပ်ငန်းဝင်ထဲမှာအဲ့ကလေးကအောက်ပြီးတော့မှpositive ဖြစ်အောင်သူလုပ်ပေးနေတဲ့ဆိုရင်တော့မှ effective မဖြစ်တဲ့ positive ပေါ့နော်ပြီးတော့တကယ်ကြီးမားတရားမှုရှိတာကြီးမားတရားမှုမရှိဘူးဒီ daily operation ကိုပဲသူဒီလူပင်ပတ်ပြီးသူသွားနေတာပေါ့နော်ဆိုတော့ဘာမှလည်းသူဘက်ကစူးစမ်းပြီးတော့မှ innovate လုပ်ပြီးတော့ဘာမှထုတ်လာတာမျိုးမရှိပဲဒါလေးကိုပဲဒီပုံမှန်လုပ်တဲ့ဆိုတော့အရင် effective မဖြစ်တော့ဘူးအဲ့လိုလူတွေကပေါ့နော်ဆိုတော့သူလုံးဝနေတဲ့မှာစိတ်မှမပြောစိတ်လည်းမပါဖြစ်နေကြအောင်လို့ကျွန်တော်ဒီအရန်သွားခြင်းတဲ့လူတော့ကျွန်တော်က negotiate လုပ်ကြည့်ပေါ့ negotiate လုပ်လို့မရတော့ဘူးကျွန်တော်ကပေးသွားဖို့လိုအပ်ပါလိမ့်မယ်အဲ့ဒါလေးတော့ကျွန်တော်ပြချင်ပါတယ်ဆိုတော့ contract တွေခုနကျွန်တော်တို့ပေါ့ခွဲထားဖို့လိုအပ်တယ်လူသမားနဲ့ပို့တော့ပြင်တယ်အနောက်ကအဲ့ contract တွေကတော့သူဒီခုနကပြန်ဆက်သွားနေတဲ့ပုံတော့ရှိတယ်ဟုတ်ကဲ့ဟုတ်ကျေးဇူးအများကြီးတင်တယ်ဆရာအဲ့ဒီtechniques လေးကပြောမယ်ဆိုလို့ရှိရင်လုပ်ငန်းရှင်တွေအတွက်အရန်အသုံးဝင်တယ်ပေါ့လေဒါ easy နဲ့ပဲဆိုလို့ရှိရင်ဝန်ထမ်းမဟုတ်တော့ရင်ဆိုတာကရှိနိုင်တယ်ဆိုတော့အခါကျတော့ separate ဒါကသူ့ရဲ့ contract act နဲ့တက်စီသွားတဲ့အရာတစ်ခုဖြစ်သွားတဲ့အတွက်ကြောင့်မလို့အာဒီဝန်ထမ်းမဟုတ်တော့ရင်တော့မှဒါကအအကျုံးဝင်နေတယ်ဆိုတော့အရာလေးဟိုဖြစ်စေတာပေါ့အဲ့ဒီ techniques လေးတကယ်ကောင်းပါဆရာနောက်တစ်ခုကတော့ဆရာခုနဟုတ်ကဲ့ဆရာပြောပါဆရာ
ဟုတ်အဲ့ဒါလေးကကျွန်တော်တို့ဒီ EC contractor မှာလည်းဒါကျွန်တော်တို့ပို့ဆောင်ပြီးတော့မှလုပ်တာလည်းပို့ပေါ့နော်ဒါဒီ EC contractor မှာလည်းတရားဝင်သူဒီရေးထားတယ်ပေါ့နော်ဥပဒေအရာနဲ့ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်ကဒီ EC contract ကိုကျွန်တော်မလုပ်တော့ဘူးဆိုပြီးတော့မှတစ်လ notice ပေးပြက်ပြဲတယ်ဆိုပြီးမှလည်းနောက်ဆက်တွဲချုပ်ထားတဲ့စာချုပ်တွေရှိခဲ့မယ်ဆိုလို့ရှိရင်အဲ့ဒါလေးကိုဖြည့်ရှင်းဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒါတော့ဘယ်လိုပြင်နဲ့ဖြည့်ရှင်းမယ်ဆိုတော့ကိုယ်ပိုင်နဲ့လုပ်ငန်းရှင်တွေလုပ်သမားပိုင်းဖြစ်သွားတာပေါ့ဆိုတော့ဒါတွေလည်းတရားဝင်စာချုပ်တွေဥပဒေတွေမှာလည်းတရားဝင်ဖော်ပြပြီးသားဖြစ်တဲ့ point တွေပါဟုတ်ကဲ့ဆရာဒီ ဥပဒေကိုသုံးသပ်တယ်ဆိုလို့ရှိရင်ပေါ့နော်ဟုတ်ကဲ့ဟုတ်တယ်ဆရာမဟုတ်အဓိကလေကျွန်တော်တို့စီးပွားရေးလုပ်ငန်းလုပ်ကိုင်တဲ့သူတွေမှာလည်းပဲ legal knowledge ကတော်တော်လေးအရေးကြီးတယ်legal knowledge တခါတလေကြားလို့ရှိရင်ကျွန်တော်တို့ဒါကဒါကိုနဲ့မဆိုင်ပါဘူးကွာငါစီးပွားရေးလုပ်နေရပဲဆိုပေမဲ့ကိုကဒီ frame ထဲမှာနေထိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်လိုမျိုးဒီဥပဒေနဲ့အညီအဓိကဘယ်လိုရှိနိုင်တယ်လဲဒီအောင်ကြော်ဝိုင်းကိုယ့်အတွက်ကပြောမယ်ဆိုလို့ရှိရင်အားနည်းချက်ကိုယ့်အတွက် weak point တွေဖြစ်သွားနိုင်တယ်ပေါ့အဲ့တော့အဲ့အတွက်ကိုအနေနဲ့ဘယ်လိုမျိုးလေးတွေပြင်ဆင်ထားတင်တယ်လဲဆိုတော့ဒီဘုတ်တော့ကဒါ labor law တွေနောက်ပြောလို့ရှိရင်တော့ကျွန်တော်တို့ဒီစူးစမ်းလုပ်တဲ့သူဆိုလို့ရှိရင် partnership act တွေ taxation နဲ့ပတ်သက်တာဒါလေးဒီတော်တော်လေးဆရာကဥပဒေအကြောင်းပြောလိုက်လို့ပါဥပဒေနဲ့ပတ်သက်ပြီးတော့ဒါလေးလာမှုဒီတော်တော်လေးအထောက်ပံ့ဖြစ်စေတယ်ဆိုတာလေးကိုတွေ့ရပါတယ်ဆရာနောက်တစ်ခုကတော့ကျွန်တော်ကပထမဆရာဟိုပေါ့လေဒီ HR နဲ့ပတ်သက်ပြီးတော့ final practice 3ခုလောက်ကိုကျွန်တော်ကဆရာအကြံလေးပေးပါအောင်လို့ပြောဒါပေမဲ့လည်းရှေ့မှာဆရာပြောရတာတွေကအကုန်လုံးပြန်ခြုံကြည့်မယ်ဆိုလို့ရှိရင်တော်တော်လေးဟိုဟာဖြစ်တယ်ဆိုတဲ့အခါကျကျွန်တော်တခုတည်းပေါ့လေကျွန်တော်အမြင်ပေါ့လက်ရှိဒါကတေချာဘောက်ကဆရာကုနာပြောသလိုပဲဒါထွက်ဖို့ကြုံလာပြီဟိုဖြစ်လာပြီဆိုလို့ရှိရင်တော့ဆွဲရတဲ့ဆိုလို့ရှိရင်အဓိကလွတ်ပေးလိုက်တာပို့ပြီးတော့ကောင်းတယ်ပေါ့လေအဲ့တော့လွတ်ပေးလိုက်တာပို့ပြီးကောင်းတယ်ဘာလို့လဲ psychological contract ဟိုမဖြစ်တော့တဲ့အခြေအနေအချိန်ကာမှာဒါကသူ့အနေနဲ့ကသူ့စိတ်ကဒီထဲမှာရှိနေအောင် positively react လုပ်နေတော့မှ commitment ကတဖြည်းဖြည်းနဲ့ဟိုတက်ရောက်မှုရှိသွားမှာပဲဆိုတဲ့အခါကျတော့အဲ့တော့အဲ့လိုအခြေအနေမှာကျွန်တော်တို့တေချာပေါက်ကsization ကိုစဉ်းစားရတော့မှာဒီနေရာကိုဒီလူထွက်သွားပြီဆိုလို့ရှိရင်ဘယ်လိုဟွာဖြစ်မလဲပေါ့အဲ့တော့ဆရာက manpower ဒီ planning ကိုပြောရတယ်ပေါ့လေအဲ့တော့အဲ့ဒါနဲ့တစ်ဆက်တည်းပေါ့လေsization နဲ့ဆက်ပြီးတော့ရောဆရာအနေနဲ့ဘယ်လိုလုပ်သင့်တယ်ဆိုတာလေးတွေကိုအကြံပေးခြင်းပါလဲဆရာဒါမှမဟုတ်လဲဆရာအတွေ့အကြုံလေးမျှဝေခြင်းပါလဲဆရာ sization နဲ့ပတ်သက်ပြီးတော့ taxation ကတော့ကျွန်တော်တို့ဒါ long term plan ပေါ့နော် long term plan ဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့က taxation ကိုဘာတွေနဲ့ပြန်သွားချိန်လို့ရအောင်လဲဆိုတဲ့အခါမှာ business plan ကိုကျွန်တော်ပြန်သွားကြည့်တာပေါ့ business plan ကဘယ်နှစ်ထိကျွန်တော်ဆွဲထားပြီးသားရှိတယ်เนาะအဲ့ business plan အရာကျွန်တော်ရဲ့လူလိုအချက်တွေအောင်ဘယ်လိုမျိုးတွေဘယ်နေရာမှာဘယ်လို point တွေကျွန်တော်ရှိလာမလဲဆိုတဲ့ဥစ္စာတွေအဲ့ဒါကိုကျွန်တော်ပြန်စဉ်းစားဖြတ်ပြောလိုက်ပါအောင်။ညာသောအဖြစ်ကျွန်တော်တို့ဒီ strategic decisions making နေရာမှာ HR တွေကိုတော်တော်များများလုပ်ငန်းနေရာမှာပေးပေါ့နော်။တော့အဲ့ဒါဒီအရင်မှာယူတဲ့ point ပါ thinking ပါ decisions ပါကျွန်တော်တို့ HR တွေကို HR director ပဲဖြစ်ဖြစ် HR manager ပဲဖြစ်ဖြစ်ပေါ့နော်သူတို့ကိုပေါ့ပတ်သက်ဖို့ကျွန်တော်တို့ပေးဖို့လိုရပါလိမ့်မယ်အဲ့ဒါမှသူတို့ဒီကိုရီးရဲ့လုပ်ငန်းရဲ့ business strategies ဒီဘယ်လိုပုံစံမျိုးနဲ့တွားဖို့ရည်ရွယ်ထားတဲ့အတွက်ကြောင့်လို့ငါတို့ department ကရောအဲ့ဒီ strategy ကိုလိုက်ပြီးတော့မှအနောက်က backup support အနေနဲ့ပေးတဲ့အခါဘယ်လို planning တွေကျွန်တော်ချထားဖို့လိုအပ်လဲဆိုပြီးတော့မှကျွန်တော်စဉ်းစားကြတယ်အဲ့လိုစဉ်းစားတဲ့အခါမှာခုန succession plan ကျွန်တော်စစဉ်းစားတယ်ဒီ position မရှိရင်ကျွန်တော်မလုပ်ကြဘူးလေဘယ်လိုသွားမလဲဆိုတဲ့အခါမျိုးတွေကျွန်တော်တို့တောက်လျှောက်စဉ်းစားတာအခုဆိုပထမဆုံး succession plan ကိုစဉ်းစားမယ်ဆိုရင်တော့ဒီ strategic making decision making role ထဲမှာကျွန်တော်ဒီ HR တွေကိုပေါ့ပတ်သက်ခဲ့ပေးဖို့လိုအပ်ပါလိမ့်မယ်ဒီတစ်ချက်ကတော့နောက်တစ်ချက်ကတော့ကျွန်တော်တို့ဒီလုပ်ငန်းခွင်ထဲမှာကျွန်တော်တို့သုံးတဲ့ဒီ3လတစ်ဖြတ်6လတစ်ဖြတ်တစ်နှစ်တစ်ဖြတ်ဒီ performance review လုပ်တဲ့ဟာတွေเนาะကျွန်တော် performance review လုပ်ပြီးတော့ okay ဒီကလေးရဲ့အနေအထားကိုကျွန်တော် performance review ကလက်ရှိပမာမှာသုံးနေတဲ့ concept ကိုကျွန်တော်ပြောတာပေါ့နော်ဒါပေမဲ့ international မှာဆိုလို့ရှိရင်90% of HR professionals they are performance sorry ခုနက
ဒီ performance review လုပ်တဲ့ practice ကိုသူဒီမကြိုက်တော့ it's very old school ဖြစ်သွားတယ်နော်ဘာလို့ effective လည်းမဖြစ်ဘူးလို့လက်ခံကြတယ်ကျွန်တော်လည်းကိုယ်တိုင်လည်းလက်ခံတယ်ပေါ့နော်ဟို KPI နဲ့တိုင်းတာအစားကျွန်တော်ဒီအရင်ဒီအချိန်မှာအရင် effective ဖြစ်မနေဘူးဆိုတော့ကိုယ်တိုင်လည်းလက်ခံတယ်ဒါပေမဲ့ကိုယ်နိုင်ငံမှာတော့အဲ့ဒါကိုသုံးတယ်ဒီ performance review တွေကျွန်တော်လုပ်ပြီးတော့မှအဲ့ review ထဲမှာဘယ်ကလေးရဲ့အနေထားတော့ဘယ်လိုရှိလဲဆိုတော့ကျွန်တော်တို့ shop monitor လုပ်ပြီးတော့မှကျွန်တော်သူ့ရဲ့လိုအပ်ချက်ကိုကျွန်တော်တို့ဖြည့်ပြီးတော့မှတို့ကျွန်တော်တို့ဘယ်လို strat ခေါ်အောင်လဲဆိုတော့ succession gap another point ပေါ့နောက်တစ် point မှာကျွန်တော် decision ကိုဘယ်လိုလုပ်အောင်လဲဆိုတော့စဉ်းစားတဲ့အခါမှာအဲ့လိုမျိုး monitor တောက်လျှောက်လုပ်နေတဲ့ team တစ်ခုလည်းကျွန်တော်တို့လုပ်ပါတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးတစ်ချက်တစ်ခုလုပ်လို့ရပါတယ်နောက်တစ်ခုကတော့ကျွန်တော် training and development ပေါ့ training and development ပါခုနဆရာပြောသွားတဲ့မှာရှိတယ်ကျွန်တော်မှာ training နှစ်မျိုးရှိတယ်ပုံမှန်ဟက်တာလုံးပြီးတော့မှကျွန်တော်တို့ overseas ပို့ပြီးတော့မှ functional training မျိုးတွေကျွန်တော်တို့ပေးတာရှိတယ်ဒါပေမဲ့လုပ်ငန်းတစ်ခုမှာကျွန်တော်တို့ကဒီ training metrics ပဲထားဖို့လိုတယ် training metrics မှာကျွန်တော်တို့က general management training မျိုးတွေ performance functional နဲ့ပတ်သက်တဲ့ training မျိုးတွေပေါ့ကျွန်တော်တို့အဲ့ဒါတွေနဲ့ပြီးတော့မဖြစ်မနေပေါ့နော်လူတိုင်းတန်ရှင်းသမားနေပြီးမှ COE ထိအကောလုံးမဖြစ်မနေတက်ရမယ်တင်တဲ့မျိုးတွေကျွန်တော်လုပ်ငန်းဝင်မှာ training metrics တွေကျွန်တော် spread ထားဖို့လိုတယ်ဆိုတော့အဲ့ training metrics တွေထဲမှာတက်လာတဲ့တင်နန်းသားတွေရဲ့ဝန်ထမ်းတွေရဲ့အနေအထားကိုကျွန်တော်သုံးသပ်ပြီးတော့ဘယ်ကလေးကိုတော့ကျွန်တော်ဒီ succession plan မှာမဟုတ်ဘူးအားကျထောက်ပါတဲ့နေရာဘယ်သူပြန်ပြီး replace လုပ်လို့ရအောင်လဲဆိုတော့အဲ့ training metrics ကိုကျွန်တော်ကြည့်ပြီးတော့ဘယ်သူကတော့အဲ့ training တွေပြီးနေ tactically တော့ဒီညမှာ temporary ခဏသုံးလို့ရတယ်ဆိုတော့ကျွန်တော်ကြားဖို့ကစားလို့သူ့ဘယ်နေရာပို့မယ်ဆိုတာကျွန်တော်စဉ်းစားလို့ရတယ်အဲ့ခါကျကျွန်တော်ကခုန data တွေပြန်သွားကြည့်တဲ့အခါမှာသူတို့အရင်တော့တခါတင်တန်းနေတယ်ဘယ်လိုလောက်ဘူးကျွန်တော်တို့ကဒီ training metrics ထဲမှာသူတို့ဘယ်လောက်ထိ attendance ဘယ်လောက်ထိ training တွေပြီးနေပြီလဲဆိုတော့ကျွန်တော်ပြန်သွားကြည့်လိုက်ပြီးတော့မှ okay ဘယ်ကလေးတော့ temporary ပဲနေရာပို့လို့ရတယ်ဆိုပြီးတော့မှကျွန်တော်တို့ကဝန်ထမ်းတွေ memo planning ကိုကျွန်တော်တို့ကလုပ်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးတွေကျွန်တော်ဖြည့်ရှင်းလို့ရတယ် succession ကျေးဇူးများတင်ပါတယ်ဆရာဒီကဒီSME owners တွေအတွက်ကိုတပိုင်းပေါ့လေဒီမေးခွန်းလေးနဲ့ပတ်သက်ပြီးတော့တော်တော်လေးပြည့်ပြည့်စုံစုံနဲ့တကယ်အဖိုးလေးတန်တယ်နောက်ပြောလို့ရှိရင်ပြောမယ်ဆိုလို့ရှိရင်အခုလက်ရှိကြုံတွေ့နေရတဲ့ပြဿနာတွေကိုဒီထဲကဆရာပြောသွားတဲ့အကြံဉာဏ်တွေဒီအများကြီးဘယ်လိုပြောမလဲဖြည့်ရှင်းနိုင်တဲ့အရာတွေတကယ်အများကြီးပါပါတယ်ဆရာSME owner တွေကိုကျွန်တော်တို့အနည်းချုပ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဒါ manpower planning ဒီအရေးကြီးတဲ့ထဲမှာပါတယ် HR department ဒီ decisions making role ထဲမှာပေါင်းပတ်သက်ဖို့လိုအပ်တယ်အဲကြောင့်ဒီ strategic decisions making တွေလုပ်တဲ့အခါမှာ HR department ရဲ့အခန်းကဏ္ဍကိုတည်ထားဖို့လိုအပ်မယ်ပေးမပိုင်တော့မှလုပ်ငန်းရှင်ကအဲ့ဒီ point ကနေပဲလဲကျွန်တော်စဉ်းစားပြီးတော့မှ decisions making လုပ်ဖို့လိုအပ်တယ်ပေါ့နော်တော့ဒါပထမတစ်ချက်ဒုတိယတစ်ချက်မှာဆိုလို့ရှိရင် control system တစ်ခုကိုကျွန်တော်မဖြစ်မနေတည်ဆောက်ထားဖို့လိုအပ်ပါလိမ့်မယ် control system ဆိုခုနက contract ကိစ္စတွေလည်းရှိနိုင်တယ် employee handbook လိုကိစ္စတွေလည်းရှိနိုင်တယ်ပေါ့နော်အဲ့လို control system တစ်ခုကိုလည်းဒီမှာဖြစ်မနေတည်ဆောက်ထားဖို့လိုအပ်ပြီးတော့မှနောက်ဆုံးတစ် point မှာဆိုလို့ရှိရင်တော့ connections ပေါ့နော်control လုပ်ပြီး connection ကျွန်တော်ပြန်ပြီးတည်ဆောက်ဖို့လိုတယ် connection ကပါလဲဆို employee relationship တွေတည်ဆောက်တာနားလည်မှုကိုယူတာပေါ့နော်ဒါကစာနဲ့ရေးထားပြီးတော့မှတည်ဆောက်လို့စာနဲ့ရေးပြီးတည်ဆောက်ထားလို့မရဘူးကျွန်တော်တို့သတ်မှတ်ထားတဲ့ values တွေ core of contents တွေအောက်ကနေမှconnections ကိုကျွန်တော်ပြန်တည်ဆောက်တဲ့ပုံမျိုးတွေအဲ့ဒီ area 3ခုကိုတော့ SME လုပ်ငန်းရှင်တွေက HR department မှာထားနိုင်နေတာမှာတော့ planning for decision strategic decision making မှာဘယ်လိုထည့်ပြီးသုံးဆောင်လဲ control system တစ်ခုဘယ်လိုတည်ဆောက်အောင်လဲ connection ကျွန်တော်ဘယ်လိုတည်ဆောက်ထားမလဲဆိုတော့ area 3ခုကိုကျွန်တော်ကလုပ်ငန်းရှင်ဒီ SME လုပ်ငန်းရှင်တွေရောလုပ်ငန်းရှင်ကျွန်တော်ဒီစဉ်းစားဖို့လိုတဲ့ point ဖြစ်ပါတယ်အဲ့လောက်ပါပဲဆရာကျေးဇူးအများကြီးတင်ပါတယ်ဆရာအချိန်အတွက်လည်းကျွန်တော်ဒီတရားနဲ့တရားလေးကိုပေါ့ပတ်သက်ခွင့်ပေးတယ်လည်းကျေးဇူးများတင်ပါတယ်ဆရာကျေးဇူးများတင်ပါတယ်ဆရာ